တိုင်းကိုလိုက်ဆွမှုဆိုပါနော်ဟာဝရတရှင်တော်ဖရာကျွန်တော်ဒီနေ့ယေရှုခရစ်တော်လက်ဝါးကတိုင်မှာအသေးခံခြင်းတကြိုခြင်း၃ရက်နေ့မှာရှင်ပြန်သားမြောက်အောင်တော်ယေရှုခရစ်တော်ကိုကျွန်တော်ဒီစိတ်နှလုံးထဲ၌အကျွင်းမဲ့ယုံကြည်ပါ၏ကျွန်တော်နှုတ်ဒီအကျွင်းမဲ့ဝန်ခံပါ၏တခင်ယေရှုဒီကျွန်တော်ရဲ့ဒီအကုသိုလ်ကံကာယကံဝစီကံမနောကံကံ၃ပါးအလုံးဒီမှာကျူးလွန်တဲ့အပြစ်ဟူသမျှအလုံးဒီမှာကျူးလွန်တဲ့အပြစ်ဟူသမျှအလုံးတခင်ယေရှုဒီတွေးတော်နဲ့ကျွန်တော်ရဲ့အပြစ်ကိုအားလုံးစေကြောပြီးပြီကျွန်တော်ဒီလွတ်မြောက်တော်သူဖြစ်သည်ကျွန်တော်ဒီဖြောင်းမဲ့တော်သူဖြစ်သည်ကျွန်တော်ဒီဘုရားသားဖြစ်သည်တခင်ယေရှုခရစ်တော်နာမအမိပြုပြီးဆုတောင်းတောင်းလျှောက်စက္ကအနံပါတယ်အဖဘုရားရှင်အာမင်ဟိုးအားလုံးတို့လူမြတ်ပြီဟာလေလုယာ